report ကထဲက grade တွေတက်အရေးကြီးတဲ့ life skill များကလေးတွေစားတော်တယ်မတော်ဘူးဆိုတာ report ကပဲကြည့်ပြီးဆုံးဖြတ်နေတော့လားဘာသာရပ်တွေအကုန်လုံးမှာအမှတ်ပြည့်ရနေတာနဲ့ကလေးကအရန်တော်ပြီလို့ယူဆနေတော့လားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကလေးတွေရဲ့ report card ထဲက grade တွေထက်အရေးကြီးတဲ့ life skill တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကလေးငယ်တွေအနာဂတ်မှာအောင်မြင်ဖို့အတွက်ကျောင်းတွင်းစာမေးပွဲတွေနဲ့အကဲဖြတ်စစ်ဆေးမှုတွေကအရေးကြီးတယ်ဆိုပေမဲ့စာမေးပွဲဖြေထားတဲ့ grade တွေကိုပဲကြည့်ပြီးကလေးတွေရဲ့တိုးတက်မှုကိုဆုံးဖြတ်လိုက်မယ်ဆိုရင်တော့အများကြီးမှားသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့စာမေးပွဲရလဒ်တစ်ခုတည်းကကလေးတွေရဲ့အနာဂတ်အောင်မြင်မှုကိုအဆုံးဖြတ်မပေးနိုင်လို့ပါ။အာရှနဲ့မြန်မာနိုင်ငံကမိဘအများစုအတွက်ကလေးတယောက်စားတော်တယ်ဆိုတာကဘာသာရပ်တွေတိုင်းမှာအမှတ်ပြည့်ရနိုင်တယ်လို့ယူဆကြတာဖြစ်ပါတယ်။ဒါပေမဲ့ကလေးငယ်တယောက်အတွက်ဘာသာစုံအမှတ်ပြည့်ရဖို့သူ့အသက်အရွယ်နဲ့မလိုက်တဲ့စိတ်ဖိစီးမှုတွေနဲ့ထိန်းချုပ်မှုတွေကိုခံစားနေရရင်ပျော်ရွှင်တဲ့ပညာသင်ကြားမှုဘဝကိုရနိုင်တော့မှာမဟုတ်ဘူးလို့အနာဂတ်ဘဝမှာအောင်မြင်နိုင်ဖို့ခက်ခဲသွားနိုင်ပါတယ်။ဒါဆိုရင်ကလေးငယ်တွေအတွက်အမှတ်စည်းရင်းတွေ grade တွေထက်အမှန်တကယ်ရေးကြီးတာကဘာတွေဖြစ်မလဲပထမဆုံးအနေနဲ့ကလေးတယောက်အတွက်တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့အရေးကြီးပါတယ်။တီထွင်ဖန်တီးနိုင်စွမ်းဆိုတာနည်းပညာပစ္စည်းအသစ်တွေအံ့ဩစရာကောင်းတဲ့ပစ္စည်းတွေကိုဖန်တီးနေမှမဟုတ်ပါဘူး။ကလေးတွေရဲ့နေ့စဉ်ဘဝမှာကြုံတွေ့လာတဲ့စိန်ခေါ်မှုတွေကိုဘလို့ကြံကောင်းညံကောင်းနေနဲ့ဖြေရှင်းနိုင်လဲဆိုတာကလည်းကလေးတယောက်အတွက်မရှိမဖြစ်အရေးချင်းတစ်ခုပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ပြောဆိုဆက်သွယ်နိုင်စွမ်းရှိတဲ့ကလေးတယောက်ဖြစ်နေဖို့အရေးကြီးပါတယ်။ကလေးတယောက်ဘာသာစုံအမှတ်ပြည့်ရနေတယ်ဒါပေမဲ့အိမ်မှာဘယ်သူနဲ့မှစကားမပြောဘဲစာပဲလုပ်နေမယ်ကျောင်းမှာလည်းတွတ်တွတ်လက်လက်ရှိမနေဘဲနဲ့ကိုယ့်ရဲ့ခံစားချက်တွေကို share ပေးဖို့ကိုယ့်ရဲ့အတွေးမြင်တွေကိုတခြားသူတွေသိအောင်ထုတ်ဖော်နိုင်ဖို့လိုအပ်တဲ့ပြောဆိုဆက်သွယ်နိုင်စွမ်းတွေရှိမနေဘူးဆိုရင်သူ့ရဲ့ဘဝမှာအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ခက်ခဲသွားနိုင်ပါတယ်ကိုယ့်ရဲ့ကလေးကစကားတွက်ပြီးထထမြက်မြက်ရှိနေတယ်ဆိုရင်တော့မိဘတွေအနေနဲ့အရန်ကိုဂုဏ်ယူဝမ်းသာတင်ပါတယ်နောက်ဆုံးအနေနဲ့ကလေးငယ်တယောက်ဟာပြဿနာဖြေရှင်းနိုင်စွမ်းရှိနေဖို့လိုအပ်ပါတယ်။ကလေးတယောက်အတွက်ပညာသင်ကြားတယ်ဆိုတာစာအုပ်ထဲကသင်ခန်းစာတွေကိုလွတ်ကျက်ပြီးစာမေးပွဲမှာအမှတ်ပြည့်ရအောင်ဖြေနိုင်ုံနဲ့မလုံလောက်ပါဘူး။သင်ယူထားတာတွေကိုပြန်သုံးချပြီးလက်တွေ့ဘဝရဲ့ကြုံလာတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်။ပြဿနာတစ်ခုခုကြုံတွေ့လာတဲ့အချိန်မှာဖြတ်ထိုးညံသုံးပြီးဖြေရှင်းတတ်တဲ့စွမ်းရည်ဆိုတာစာတော်တာမတော်တာနဲ့မဆိုင်ပဲမိဘတွေရဲ့ထိန်းကျောင်းမှုနဲ့ကလေးတွေရဲ့အလေးကျင့်ပေါ်မှာလိုက်ပြီးအရွယ်ရောက်လာတဲ့အခါမှာကလေးရဲ့အောင်မြင်မှုကိုအဆုံးဖြတ်ပေးနိုင်တဲ့ပါရမီတစ်ခုပဲဖြစ်ပါတယ်။မိဘတွေအနေနဲ့ကလေးငယ်တွေကိုပြုစုပြောထောင်တဲ့နေရာမှာရေရှည်ကိုကြည့်ပြီးအသက်အရွယ်လိုက်လိုအပ်တဲ့အရေးချင်းတွေကိုဖြည့်ဆည်းပေးနိုင်ဖို့အရေးကြီးပါတယ်။ကျွန်တော်တို့ Central International School မှာဆိုရင်တော့ကျောင်းသားကျောင်းသူတွေကိုပညာသင်ကြားရမှာစာသင်ခန်းထဲမှာပဲတော်နေထူးချွန်နေတာမျိုးထက်ကလေးငယ်တွေရဲ့ပင်ကိုယ်ရည်သွေးတွေကိုထုတ်ဖော်ပေးပြီးကျောင်းသားတယောက်ချင်းစီရဲ့အားနည်းချက်အားသာချက်တွေနဲ့ကိုက်ညီတဲ့ခင်မီသင်ကြားနည်းစနစ်တွေနဲ့စနစ်တကျလေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။ဒီဗီဒီယိုကြည့်နေတဲ့ဖေဖေမမေတို့ရောကိုယ့်ရဲ့သားသမီးတွေကိုဘလို့ပုံစံမျိုးနဲ့ထိန်းကျောင်းနေကြလဲ။သားသားမမီလေးတွေအတွက်ကျောင်းစာတွေပြင်လိုအပ်တဲ့ life skill တွေကိုဘလို့ပုံစံနဲ့ဖြည့်ဆည်းပေးနေကြလဲဆိုတာကိုဒီဗီဒီယိုလေးရဲ့ comment မှာမျှဝေပေးခဲ့ကြပါဦးခင်ဗျာ။